မင်္ဂလာပါကျွန်တော်စမိုင်းပါဒါလေးကတော့ကျွန်တော်ရဲ့ပထမဆုံးဂျေဂျူးညချမ်းလေးဖြစ်ပါတယ်ဒီတစ်ခါခီးစဉ်ကတော့ဂျပန်တိုကျိုကနေပြီးတော့ကိုရီးယားဂျေဂျူးကျွန်းလေးကိုကျွန်တော်တိုက်ရိုက်ဝင်တာဖြစ်ပါတယ်ခင်ဗျာအပျော်ဆိုရတဲ့အလုပ်ကိစ္စလေးတွေအများကြီးစီစဉ်ထားပါတယ်အဲ့ဒါလေးတွေကိုတော့နောက် vlog လေးတွေမှာကျွန်တော်ပြောပြပါမယ်ခင်ဗျာခီးစဉ်လေးကအီပိုနာကုမ္ပဏီကစီစဉ်ပေးထားတာဆိုတော့ကျွန်တော်ကိုလေးစိတ်မှာလာကြိုကြပါတယ်ရောက်ချင်းကျွန်တော်ကအစားတလိုက်မှန်းသိတဲ့အတွက်ကျွန်တော် sheet trip တုန်းကပေါ့နော်အရင်ကြိုက်တယ်ဆိုရတဲ့ဒီကောက်ချီဆိုတဲ့ငါးဟင်းလေးကိုသူတို့ညစာအနေနဲ့စီစဉ်ပေးထားပါတယ်ခင်ဗျာဒီဟင်းလေးကိုမှတ်မိပါသလားခင်ဗျာအရင်စကောင်းပါတယ်ကျွန်တော်တို့စီကငါးချီဟင်းနဲ့အရင်တူပါတယ်ဒါလေးကတော့ဂျေဂျူး style လေးပေါ့နော်ကျွန်တော်တို့အာလူတွေဖုန်ရင်းနဲ့ share စားပြီးမှတော့ hotel ဘက်ကိုထွက်လာခဲ့ပါတယ်ထုံးစံအတိုင်းဟိုတယ်ရောက်တာနဲ့အထုပ်ချပြီးတာနဲ့ကိုရီးယားတွေရဲ့ပတ်တူးစားပါတော့ရခင်ဗျာကျွန်တော်တို့နောက်တစ်ဝိုင်းကြိတ်ပါတယ်ကျွန်တော်အဲ့ဒါကြောင့်ကိုရီးယားတွေနဲ့အလုပ်လုပ်ရတာအရင်သဘောကျတာလည်းပါပါတယ်ခင်ဗျာအရင်ပြောဖို့ကောင်းပါတယ်နောက်ဒီခီးစဉ်လေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်အရင်သဘောကျတာလေးကတော့သူတို့ဒီစီစဉ်ပေးထားတဲ့အင်္ဂလိပ်ပေါ့နော်ဒီအင်္ဂလိပ်တွေကိုကျွန်တော်ထင်တာလေ K-pop fan တွေဆိုလို့ရှိရင်လည်းရင်းနှီးကြမယ်လို့ထင်ပါတယ်ဂျေဂျူးလို့ပြောလိုက်ရင်ဒီအင်္ဂလိပ်ကရိုက်ကူးရေးမှာတော်တော်လေးပါတတ်ပါတယ်ခင်ဗျာအရင်ချစ်ဖို့ကောင်းတယ်လို့အရင် warm ဖြစ်တဲ့အင်္ဂလိပ်ပါခင်ဗျာဟုတ်ကဲ့ပါဒါလေးကတော့ကျွန်တော်ရဲ့ပထမဆုံးဂျေဂျူးခီးစဉ်လေးရဲ့ပထမဆုံးညချမ်းလေးပါဒီညအတွက်ကိုတော့ကျွန်တော်ရေမိုးချိုးမတ်စလီအေးစစ်စစ်ကပ်ပြီးတော့အနာယူမှာဖြစ်ပါတယ်ခင်ဗျာနောက်နေ့ vlog တွေမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်